သူဝနာဘူမိပိုးအတန်းပြည်ကိုဘယ်မြင်းကတီထောင်ခတ်လဲဆိုတာသင်သိပါသလားသိဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမြင်ကြလားပါကျွန်တော်နာမည်ခွန်ခန့်လူထီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့လောက်မဲ့ဗီဒီယိုကတော့နာဘူမိပိုးအတန်းပြည်ကိုဘယ်မြင်းကတီထောင်ခတ်လဲဆိုတာကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်ရဲ့တူဒီဗီဒီယိုကိုလိုက်ကြည့်ကြရအောင်ပိုးအတန်းပြည်ကိုတီထောင်သူကတူရစမ်တာဖကမဲတော်ဖြစ်တဲ့ဘိုးတော်အစနာမြင့်ကြီးပဲဖြစ်တယ်လို့သိရတာပေါ့နော်သူဝနာဘူမိကိုစက်ကူရဲအားဖြင့်ခရစ်တော်မပေါ်မီ BC 680လောက်ကတီထောင်ခဲ့တာပဲဖြစ်ပါတယ်ဥစနာမြင့်ကြီးကဒုတိယမဟာသမတမြင်းဆက်ဤ28မြောက်မြင်းဆက်ဖြစ်တယ်လို့ဗမာရာဇဝင်များရဲ့သမိုင်းမှတ်တမ်းတွေရတွေ့ရှိရတယ်။နာဘူမိကိုတီထောင်ခဲ့တဲ့အစနမြင့်ကြီးကသိတ္တရဂေါသမဖျားရှင်ရဲ့ရွှေအနွယ်ဝင်ဖြစ်တယ်လို့လဲသမိုင်းမှတ်တမ်းတွေရသိရှိရတဲ့အစနမြင့်ကြီးကနေရဲ့လရဲ့ကျဲတို့ဤသဘာဝလမ်းကြောင်းကိုသိရှိနားလည်တဲ့မြင်တပါဖြစ်တယ်ပြီးတော့မိုးကောင်းကင်ဗေဒနဲ့ဘာသာရေးဆိုင်ရာပညာရှိမြင်တပါဖြစ်တယ်လို့လဲသမိုင်းမှတ်တမ်းတွေရဗမာမြတ်စွာများရဲ့စာပေထဲမှာရေးသားချက်ရကျွန်တော်တွေ့ရှိရတယ်ပေါ့ဥဇနာရေးအတိတ်ဘက်ကတန့်ရှင်းမှုတဘာဝအင်အားနဲ့တတိကိုကိုစားပြုတယ်ဟောပိုးသမိုင်းမှတ်တမ်းတွေရတရှိရတဲ့ဥဇနာမြတ်ပိုးလူမျိုးဤနမ်ကန်ရေးရင်ကျေးမှုဘာသာရေးအစပြုသူလို့ပိုးလူကြီးတွေရဲ့စကားအရကြားသိရတာတွေရှိတယ်ဥဇနာမြတ်မှာသားတော်တဘွားဖွားမြင်တို့လို့လဲသိရတယ်ပေါ့နော်ဥဇနာမြတ်ဤသားတော်အမိကကျွန်တော်တို့ပိုးလူမျိုးရဲ့အခုအချိန်ထိရင်ထဲသားထဲမှာရှိနေစေဖြစ်တဲ့မူလာဆိုတဲ့ဘယင်တပါပဲဖြစ်ပါတယ်မူလာကိုဗမာစကားအရပြောရင်နေလနော်တူလီယာစမ်တာဆိုတဲ့နာမည်ပေါ့နော်။ဘာကြောင့်တူလီယာစမ်တာဖြစ်လဲဆိုရင်နေရလရတဒမ်တီဖြစ်ပေါ်လာတဲ့အချိန်မှာမွေဖွာတဲ့အတွက်ကြောင့်ပိုးတို့ရဲ့ဘရင်တူလီယာစမ်တာဖြစ်ပေါ်လာရခြင်းဖြစ်တဲ့မွေဖွာလာတဲ့ရက်ကိုအစွဲပြုရဲ့ပိုးတို့ရဲ့နေကြီးနေမြတ်ဖြစ်တဲ့တင်သီလာပွဲဆိုတဲ့နေရက်ကိုလည်းဂျနေထိတန်ထားရှိနေစေဖြစ်တယ်။ပွဲတော်ထိုင်မှတ်တွေလုံပေးနေစေဖြစ်တယ်။သူဝနာဘူမိပိုးတန်းပြည်ကိုဘယ်မြင်းကတီထောင်ခတ်လဲဆိုတာကိုတင်သိပြီးလို့ကျွန်တော်ထင်ပါတယ်ဒီလိုမျိုးပိုးလူမျိုးဆိုင်ရာဗီဒီယိုတွေကိုကြည့်ရတဲ့စိတ်ဝင်စားရင်ကျွန်တော်ရဲ့ Facebook account ရဲ့ TikTok account ရဲ့ YouTube channel account ကို follow and subscribe လုပ်ပေးနိုင်ပါတယ်ကျွန်တော်တင်ဆက်မဲ့ဗီဒီယိုတွေထပ်သိနိုင်အောင်လဲကျွန်တော်ရဲ့ TikTok account Facebook account YouTube channel တွေကို subscribe လုပ်ပေးဖို့တောင်းဆိုအပ်ပါတယ်ဝေးကျွန်တော်တခုပြောပြမလို့မဲ့နောက်ဗီဒီယိုအတွက်ကျွန်တော်ခေါင်းစဉ်အမီးပြောပြတာပြပါတယ်ခုနဘူမိပိုးတိုင်းဖြစ်မဖြစ်ခင်စိုင်းထုံဆိုတဲ့ရွာဖြစ်ခဲ့တဲ့ဆိုတော့တင်သိပါသလားသင်မသိဘူးဆိုရင်နောက်ဗီဒီယိုမှာစောင့်ကြည့်လိုက်ပါကျွန်တော်နောက်ဗီဒီယိုမှာတင်ဆက်ပေးပါကိုမသိသေးတဲ့ပိုးသမားတွေကိုသိချင်တာဖြစ်ကိုမတ်ထဲမှာဝင်ရေးလို့ရတယ်ကိုသိထားတဲ့ဘူတူတာတွေကိုနောက်လူငယ်တွေကျွန်တော်လက်စစ်ကမ်းတာအောင်ကျွန်တော်မသိတဲ့ဘူတူတာတွေကိုကိုမတ်ထဲမှာဝင်ရေးပေးပါကြံခဲ့တာရှိရင်နောက်ဆက်ကျွန်တော်လေးလာမီးတဲ့ပိုးကွန်တန်းတွေနေတဲ့အချက်လက်တွေနဲ့ဒီကိုမတ်ထဲမှာဝင်ရေးတဲ့ပိုးလူကြီးတွေရဲ့အချက်နဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ဖန်တီးသွားပါပါတော့ကျွန်တော်လည်းလေးလာနေစေလူငယ်တယောက်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုကူညီတဲ့အနေပြကွန်မန့်ထဲမှာပိုးလူမျိုးဆိုင်ရာတမိုင်းအချက်လက်တွေကိုကျွန်တော်ရေးထည့်ပေးပါကျွန်တော်ပြန်ဆန်းစစ်ပြီးတော့ဟုတ်မဟုတ်ကျွန်တော်တင်ဆက်တော့မှာဖြစ်ပါတယ်ကဲဒီဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်bye bye thank you